အိတ်ထဲမှာဆက်ကွက်တင်မှာစာလေးတွေရေးလိုက်တဲ့အခါမှာဆက်ကွက်နဲ့စာလေးနဲ့ဒီလို auto fit ဖြစ်အောင်ပေါ့နော်ဘယ်လိုလုပ်ရမလဲနီလန်လေးတိကျနေဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားပါရှင်ပထမဆုံးအနေနဲ့ရိုးရိုးရှိလေးတစ်ခုမှစမတို့ကနံပါတ်ဆင်လို့ရေးမယ်ပြီးတော့ရင် item name လို့ရေးလိုက်တယ်ပေါ့နော်ဒီနေရာမှာစမနံပါတ်ဆင်ဆိုတဲ့ကွက်ကိုလည်းကျင်းရတယ်လို့ item name ဆင်ပြန်ပြီးတော့ share ပေးရတယ်ဒီလိုကိုယ်တိုင်သုံးဆရာမလို့ပဲနဲ့ auto fit ဖြစ်အောင်အသုံးပြုခြင်းနဲ့ဆိုရင်ကိုသုံးနေတဲ့ရှိပေါ်မှာ right click နှိပ်ပါ view code စွာလေးကိုသုံးလိုက်ပါပြီးတော့ရင်တော့ white sheet စွာလေးကိုရွေးပေးမယ်ပေါ့နော်စမတို့ဒီ cell ကိုသုံးချင်တာဖြစ်တဲ့အတွက် cell စွာလေးကိုရွေးလိုက်မယ် dot လေးထားလိုက်ပါentire column ဆိုပြီးတော့ရွေးခဲ့ပေးပါနော်ပြီးသားပြီဆိုရင်တော့စမတို့က dot လေးကိုထည့်လိုက်မယ်ပြီးရင် auto fit ဖြစ်ချင်တာဖြစ်တဲ့အတွက် auto fit စွာလေးကိုသုံးခဲ့ပေးလိုက်ပါပြီးရင်တော့ချက်ရှိကလေးနဲ့ပေးလိုက်ပါဒါဆိုရင်တော့စမတို့ရေးကြည့်မယ် number ဆင်item name ပြီးတော့စမတို့က price ပြီးပြီဆိုရင်စမတို့ quantity total ဆိုပြီးတော့ရေးလိုက်ပါဒါဆိုရင်စမတို့ဒီ set ကွက်လေးတွေကကိုယ်တိုင် line ညှိစရာမလိုပဲနဲ့ auto fit ဖြစ်သွားပါလိမ့်မယ်ရှင် okay လိုက်လို့ကြည့်လိုက်ပါနော်ဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပေးပါအောင်ရှင်